နေရသားသမီးမရှိများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်လွယ်မှာပါစေ2026ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေနှောက်ချက်ရှင်တဲ့သူတွေနဲ့သာကြုံရတတ်ပါတယ်။နေရင်ထိုင်ရင်လည်းဒီနေ့မှာစိတ်အလိုမကျတာတွေစိတ်တိုင်းမကျတာတွေအပြောမအဆိုမတွေဆုံးဖြတ်ချက်အမှားတွေချမိတတ်တဲ့တတိတာနော်။ကျမ်းမာရေးအနေနဲ့လည်းခြေတော့မှာထိမိခိုင်းမိတတ်တဲ့ထိခိုက်ဒဏ်ရာရတတ်တယ်နော်။အခြေရင်းနဲ့အိမ်တော်ကြီးမှာတော့ဒီနေ့မှာအစင်မပြေမှုတွေများနေတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့တင်းတဲ့နေ့ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအဖြူရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြရမှာကော်ဖီ2ခွက်ကလူပေးရမှာဖြစ်ပါတယ်ရှင်